ဒီနေ့မှာတော့ပြန်ဆန်ရှားထန်ကိုင်းနောက်ဆုံးထွက်အပိုင်း95ကိုဆက်လက်ပြီးတင်ဆက်ပေးတော့ပါမယ်။နေရာဝင်းကျင်ထင်းဆရာပြန်မွေးကြီးမှာရဲကူကြီးကိုအနိုင်ရပြီးရွေးဟောက်ကချန်ပီယံဖြစ်သွားပါပြီ။ရှမ်းနိုင်ငံကအကြီးအကဲတွေဟာလည်းသူတို့စီးစာရေးမဟာမိတ်အဖွဲ့ချန်ပီယံဖြစ်သွားတဲ့အပေါ်မှာတခြားပြန်ဖက်အဖွဲ့တွေကိုလှောင်ပြောင်ရင်းကုန်စားနေကြတယ်လို့ရွေးဟောက်နဲ့ချိုက်တို့ကိုကယ်ပို့လာတဲ့အကြီးအကဲရွှမ်းလောင်ဟာလည်းတူဝင်ပါဖို့မလိုတော့တဲ့အတွက်အေးစစ်စစ်ပဲထိုင်ကြည့်နေပါတယ်။ဂရိပေးကြီးညာထားတဲ့အတိုင်းရှင်ခုံတော့လို့ရဲယူလင်ကရွေးဟောက်ကိုနီလာနက်ဖျာ S ချင်းညင်နေရင်သူတို့တိုင်းပြည်လက်အောက်မှာနေဖို့ကက်တိုလီစီယုံပါတယ်။သူစကားမဆုံးခင်မှာပဲရှက်လင်ကိုင်းဒုတိယခေါင်းဆောင်ကလည်းရွေးဟောက်ဟာသူတို့ဂိုင်းနမဲ့အောက်ကနေဝင်ပြိုင်ပြီးချန်ပီယံဖြစ်သွားတဲ့အတွက်သူတို့လူကိုလာမလူးဖို့ပြောလိုက်ရင်အဆင့်ကိုပြစ်မလွယ်ဝင်းကျင်ထင်အမြောက်ကိုစုအဖြစ်ထက်ကြီးမြတ်ပါတယ်။这是9级定装混导炮弹，这可是本国的战略级武器。အဲ့ဒါပြင်ကိုမှရွေးဟောက်ကိုသူတို့ဂိုင်းကရှားနေတာကြားပြီးဖြစ်တဲ့သူတော်စင်သားတော်ဆိုပြီးပြောလိုက်ပြီးတော့သူတို့ဂိုင်းနေတာဝင်ရင်အနာဂတ်မှာဒီလောကကြီးရဲ့အရှင်သခင်ဖြစ်မယ်ဆိုပြီးတိမ်သွင်းပါတယ်ရွေးဟောက်ကတော့နီလာတိုင်းပြည်နဲ့ရှက်လင်ကိုင်းကြားမျက်စိကျစရာဖြစ်လို့နေပါပြီတစ်ဖက်မှာတော့ရွှေကော်ကျုံလက်နက်တိုက်ထဲရောက်တဲ့အခါတန်ဖိုးရှိပစ္စည်းမှန်သမျှခိုးယူခံနိုင်ရလို့ကြိတ်မနိုင်ခဲများဖြစ်နေပါတယ်ပြီးတော့သူရဲ့လျှို့ဝှက်အခမ်းအကားဟာဖြတ်စည်းခံရပေမဲ့အထဲမှာရှိတဲ့ပစ္စည်းတွေကတော့ခြေရလက်ရမပြတ်ရှိနေသေးတဲ့အတွက်တခုနှကောင်းမှမသိဆိုပြီးဝမ်းသာနေတော့နောက်လိုက်တယောက်ဟာလန့်ပြီးអော်လိုက်ပါတယ်တူလိုက်ရတာကယူဟောက်လို့ surprise လုပ်ထားခဲ့တဲ့ပောက်ကွယ်နိုင်စွဲနှင့်ချိန်ကိုက်ပုံဖြစ်နေပါတယ်ရန်နေတဲ့မြေကြီးဟာငလင်လှုပ်လိုက်သလိုတုန်ခါနေတဲ့အတွက်ဘာဖြစ်တာလဲသိရအောင်ဆိုပြီးအရှူရှူထွက်သွားကြပါတယ်အဲ့ဒီအချိန်မှာပဲအကြီးအကဲရွှမ်းလောင်ရောက်လာပြီးရွေဟောင်းနဲ့ခြိုက်တူကိုခေါ်ထုတ်သွားပါတယ်တမျိုးလုံးကတော့ပြင်းထန်တဲ့ပောက်ကွဲမှုကြောင့်ကြောင်းဆန်ကုန်ပါပြီအင်းရှိဆန်ကိုလောက်ကျမှုရှုံးနေအပြီးထွက်ပြေးနေတဲ့မဟာမိတ်အဖွဲ့ဟာလည်းရှီလိုင်ငှက်ကြံနေခဲ့တာဟာဒီလောက်ကြီးမားတဲ့လှုပ်ဆောင်မှုမျိုးလုံးနိုင်လိမ့်မယ်လို့မထင်ထားတဲ့အတွက်အံ့ဩပြီးလေးစားကုန်ပါတယ်史莱克学院果然令人佩服အားမောင်နှမနှစ်ယောက်လို့ချစ်စနုံးနဲ့ခေါ်ကြတဲ့ရှောင်းဟုန်ချန်နဲ့မဟုတ်ချန်တို့ဟာလည်းသူ့အပိုးကနန်နိုနဲ့ခေါ်ပြီးဒဏ်ရာတွေကုသပေးနေလို့တာပောက်ကွယ်မှုဧရိယာထဲပါမသွားတာဖြစ်ပါတယ်။လုံငါကိုမထင်မှတ်ထားတဲ့ကိစ္စမလို့အင်းရှိဆန်မင်းသားလည်းရှော့ပြရသွားပါတယ်။အဲ့ဒီနောက်မှာတော့ကင်းလက်တက်ဖွဲ့တစ်ဖွဲ့ဟာအင်းရှိဆန်ကိုတင်းလာပို့ပါတယ်။ဆက်လက်နက်တိုက်ထဲကရှာပါတက်သူတွေနဲ့ဝင်းကျင်ထိန်လက်နက်တွေအပါအဝင်တခြားဖိုးတန်ပစ္စည်းတွေအခုခံလိုက်ရပြီးနောက်မှာအခုလိုပောက်ကွဲမှုဖြစ်လာတဲ့အကြောင်းရယ်ပြီးတော့ဆက်လက်နက်တိုက်ဟာအရက်သားတွေနဲ့ဝေးတဲ့လျှို့ဝှက်နေရာမှာတိစောက်ထားတာဖြစ်လို့ပောက်ကွဲမှုဖြစ်စဉ်မှာအရက်သားထိခိုက်ဒေဆုံးမှုမရှိပေမဲ့ဦးကြီးတော်ရွှေကော်ကျုံကတော့တိုင်းပြည်အတွက်အသက်ပေးဆက်ခဲ့ရကြောင်းစီရင်ခံလာပါတယ်။ကြွေစည်းကလည်းအင်းရှိဆန်ဟာအခုလက်ရှိမှာယာယီအုပ်ချုပ်ခွင့်ရထားတဲ့တိုင်းပြည်ကြီးကြပ်သူဖြစ်တာရှိနေသေးတဲ့အတွက်အင်းရှိဆန်ကိုအမြင်မကြည့်တဲ့တခြားပွဲတွေကနောက်တနေ့ကျရင်ဒီဖြစ်ရတဲ့ပတ်သက်လို့နန်းတော်ထဲကိုတိုင်လက်စာတွေပို့ကြမှာတည်ချနေတဲ့အကြောင်းပြောလာပါတယ်။စံ太坚果အဲ့ဒါကြောင့်ပဲအင်းရှိဆန်ဟာညတွင်ချင်းထိနှံသိမ့်ဖို့လုပ်ပါတော့တယ်။သူ့ဖခင်ဘရင်ကြီးကဒီပောက်ကွဲမှုကြောင့်ထိတ်လန့်စကြားဖြစ်ခဲ့ရပြီးနန်းရွယ်သမားတော်ကြီးစူးစမ်းကုသပေးနေတဲ့ကြားကနေနတ်ရွာဆန်ကွယ်လွန်သွားခဲ့ရပြီဖြစ်တဲ့အကြောင်းမိန့်ပြီးကြီးညာခိုင်းလိုက်ပါတယ်။နောက်တစ်ခါမှတော့တောင်တန်းကြီးဝန်းရနေတဲ့လှပတဲ့နှစ်ထပ်ရီကန်လေးတစ်ခုနားမှာရှမ်းလင်ကိုင်းကလို့ယူဆလို့ရတဲ့ဝင်းညင်စရာဆို၃ယောက်ဟာနီလာတိုင်းပြည်ကလို့ယူဆလို့ရတဲ့လူ၂ယောက်ကိုအရှင်လက်လက်ရစ်ပူစောတန့်စင်နေပါတယ်အဲ့ဒီလူ၂ယောက်တေဆောင်ပြောက်ကွယ်သွားပြီးနောက်မှာတော့သူတို့လုံးရဲ့အပေါ်အင်မတန်ကြီးနဲ့နေတဲ့လားအားရအောင်ရင်မော်ပြီးထွက်ခွာသွားပါတော့တယ်နောက်တစ်နေ့မှာတော့မင်းညာကဖြစ်သွားခဲ့တဲ့ပောက်ကွဲမှုဟာအကြောင်းရင်းတိတိကျကျမသိရတဲ့အတွက်နန်းတွင်းတော်ဝင်ဝင်းကျင်ထင်းဆရာတပ်ဖွဲ့ကမင်းသူမျိုးရဲ့လုံခြုံရေးကိုတာဝန်ယူတော့မှဖြစ်တဲ့အကြောင်းကြေညာနေတယ်လို့တစ်ဖက်မှာလည်းတိုက်လုံးကျွလူငယ်လက်ရေးစင်ပြိုင်ပွဲကြီးရဲ့ဘိုလူပွဲကိုဆက်လက်ကျင်းပသွားမယ့်အကြောင်းထုတ်ပြန်နေပါတယ်နောက်ဆုံးဘိုလူပွဲဖြစ်တာနဲ့အညီပါဝင်ရှင်ပြိုင်ခဲ့ကြတဲ့အသင်းတွေကပရိသတ်တွေကပါတောင်းဖြတ်ဖြတ်လာရောက်အားပေးကြပေမဲ့ရှင်ပြိုင်ရမယ့်နှစ်ဖွဲ့ဖြစ်တဲ့ထန်ကိုင်းနဲ့ရှီလန်ခဲ့ကြောင်းကတော့ရောက်မလာခဲ့ပါဘူး还有新罗国家学院和血魔宗也缺席了。အဲ့ဒီအချိန်မှာပဲဘရင်တက်ရွှေထိုင်းရန်ရောက်လာခဲ့ပြီးကြီးညာချက်တစ်ခုကိုထုတ်ပြန်ပါတယ်။ဘိုလူပွဲကိုရှင်ပြိုင်ရမယ့်ထန်ကိုင်းနဲ့ရှီလိုင်ခဲ့ဟာအကြောင်းတစ်ခုခုရှိတဲ့အတွက်လာမပြိုင်တော့တာဖြစ်နိုင်ပေမဲ့နေလက်ပိုင်းပြည်ကတော့ကြွားရောက်လာကြတဲ့ပြည်သူကိုစိတ်မပြတ်ရလေအောင်အစီအစဉ်လေးတစ်ခုစီစဉ်ထားကြောင်းပြောပြီးအချက်ပြလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ပြန်ပွဲကွင်းထဲကိုနေလက်တိုင်းပြည်ရဲ့ရင်မက်တွေဝင်လာပြီးရှိသမျှလူအားလုံးကိုမင်းညာကပောက်ကွဲမှုနဲ့ပတ်သက်လို့စစ်ဆေးစရာရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့စတူကန်ပိုစတန်ဝင်းရံပြီးထင်းထုတ်လိုက်ပါတယ်။ 走
糟糕，我们成人质了！跟他们拼了！ တာမန်အဖြစ်ဆိုရင်တော့အဆင့်80အောက်မှာဝိညာဉ်ထင်းဆရာတွေဟာတက်ခိုက်ရေးမျိုးစားဝိညာဉ်ဆရာတွေရဲ့ပြိုင်ဖက်မဖြစ်နိုင်ပေမဲ့အခုလိုအစိမ့်မိထားပြီးဝိညာဉ်ကွင်းအောင်ထုံမရတဲ့အချိန်တွေမှာတော့ငါ channel ကကြက်ဘဲချိန်ရိုက်တက်ဆိုတဲ့အနေအထားကိုရောက်ရှိသွားတာကြောင့်ရွှေထိုင်းရန်ရဲ့သဘောအတိုင်းလိုက်ရပါတော့လေ 放开我！老子自己会走。 အဲ့ဒါအပြင်ကိုမှရွှေထိုင်းရန်ဟာနီလာတိုင်းပြည်ရဲ့ထိတ်တန့်ဝိညာဉ်ထင်းဆရာအဖွဲ့တွေကတစ်ဖွဲ့ဖြစ်တဲ့နတ်ဆိုမင်းဝိညာဉ်ထင်းဆရာအဖွဲ့ကိုတောင်သူ့ရဲ့လက်အောက်ကိုတင်သွင်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်ထန်ကိုင်းနဲ့ရှီလိုင်ခဲနောက်ကိုလိုက်ဖို့ရင်မက်တွေဆက်လွတ်လိုက်ရမလားလို့မေးလိုက်ပေမဲ့ရွှေထိုင်းရန်ကတော့တစုံတစ်ခုကိုတေချာတိနေတဲ့အလားတေချာပေါက်တရားတော်မဲ့သူတွေနောက်လိုက်ဆရာမလို့ဘူးဆိုပြီးတားလိုက်ပါတယ်တကယ်လေအဲ့ဒီအတိုင်းပဲရွေဟောက်တို့တစ်ဖွဲ့လုံးဝန်ကဘာတစ်ခုလိုမျိုးတွေအုံဆိုင်နေတဲ့နေရာတစ်ခုမှာလမ်းပြောင်းနေကြပါပြီရွေဟောက်ကသူလျှောက်ခဲ့တဲ့လမ်းတစ်လျှောက်ဝိညာဉ်အမှတ်သားလုပ်ခဲ့တာကြောင့်သူတို့တဝဲလက်လေဖြစ်နေကြောင်းသိသွားပါတယ် 看来日月帝国是有意将我们引到这里来的。 ဆီယာမဂျိုးကနေလာတိုင်းပြည်ဟာသူတို့အဖွဲ့ဒီနေရာကိုရောက်လာအောင်နှက်ကြောင်ပြီးခံလိုက်ရမှန်ကျင်းမိသွားပြီမဲ့အခုမှတော့အတိနောက်ကျသွားခဲ့ပါပြီထန်ဆန်းလိုမျိုးခရမ်းနဲ့ဆိုမျက်လုံးကိုတုံးပြီးအာယုံခံလန်းကြောင်းရှာကြည့်ပေမဲ့ထူသေးစွာအောက်ဆိုင်နေတဲ့မြူခိုးတွေဟာထူးဆန်းစွာနဲ့သူ့ရဲ့အမြင်ကိုတားဆီးထားပါတယ်ကြွယ်ချမ်းတဲ့နန်းနာဟာနေလာတိုင်းပြည်ရဲ့ဒေတာခံတွေဖြစ်တာကြောင့်ဒီနေရာရဲ့အကြောင်းကိုမေးကြည့်ပေမဲ့လည်းရှီတောင်လန်လို့ခေါ်တဲ့တားမြင့်နေရာဆိုတာရဲ့တခါတုန်းကနေလာတိုင်းပြည်ဟာဒီနေရာဟာဘာလဲဆိုတာသိရဖို့အတွက်တပ်ဖွဲ့တစ်ခုစိတ်လွတ်လိုက်ပေမဲ့တယောက်မှအသက်ရှင်နေပြန်မထွက်လာနိုင်တဲ့အကြောင်းပဲသိလိုက်ရပါတယ်။ပုံဟောက်တို့လောဖြစ်တဲ့အကြီးကဲရွှမ်းလောင်တော်မှလေပေါ်ပြန်ပြီးလမ်းကြောင်းရှာပေမဲ့ဘလောက်ထိအမြင့်ပြန်မြူခိုးတွေကြားထဲကကိုမထွက်နိုင်ခဲ့ပါဘူး။ 无论飞多高，周围只能看到浓雾。 အဲ့ဒီလိုနဲ့သူတို့အဖွဲ့တိုင်ပင်ကြပြီး final decision အနေနဲ့ယူဟောက်ချန်ထားခဲ့တဲ့အမှတ်သားရဲ့စန့်ကျင်ဖက်လမ်းကြောင်းကိုတွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ယူဟောက်တို့တစ်ဖွဲ့လုံးဒီထူးဆန်းတဲ့နေရာကြီးကနေလွတ်မြောက်သွားပါမလား။ဒါမှမဟုတ်ဘလို့အန်ရီနဲ့ကြုံရမလဲဆိုတာကိုတော့နောက်တစ်ပတ်ကျမှဆက်လက်ပြီးတင်ဆက်ပေးတော့ပါမယ်လို့ပြောကြားရင်းကျန်ဆန်ရှားထန်ကိုင်းအပိုင်း95 storytelling video တင်ဆက်မှုကိုဒီမှာပဲရန်နာလိုက်ပါတယ်။ခုလို storytelling video လေးတွေကိုကြိုက်နေတဲ့ဆိုရင်တော့ like and subscribe လေးပြုလုပ်ပေးကြဖို့တောင်းဆိုပါတယ်။နောက်ဗီဒီယိုတစ်ခုနဲ့အတူပြန်တွေ့ကြပါမယ်အားလုံးပဲ stay tuned ပါ